ဒါကရွှေချောင်းစုံကိုမနှစ်ကမိုးရင်းမှာပေါ့နော်မိုးရင်းပေါ့သွားရတဲ့ပုံလေးဗီဒီယိုတက်ထက်ရိုက်ဖို့ကမက်မိုရီကပြည့်ကြည့်လိုက်တော့ဗီဒီယိုတွေကအများကြီးရိုက်ထားပြီး edit ပြန်မလုပ်ထားအားကြောင့်ခုဒီနေ့ဗီဒီယိုဖိုင်အဟောင်းလေးရှင်းရမှာဆိုတော့အခုသွားတဲ့ဟာလေးတွေ edit ပြန်လုပ်ထားတာပေါ့နော်ဒါမျိုးလေးရွှေချောင်းစုံသွားတော့အမမိုးရင်းဆိုတော့လေးစိုင်ပါတိတ်မရှိတော့ဒါမိုးမရွာတာတော့ရေနည်းနည်းနေရေကတအားကြည့်ရသူအောက်မှာကြောက်စရစ်တွေရှိတယ်မက္ကတာထက်ဆန်တော့ရွှေချောင်းစုံကတော့မက္ကတာတော့မမှီဘူးနော်မက္ကတာတော့ကြည်ပူကြည့်တယ်မလေးလက်စီလက်နဲ့တော့ပဲသူပတ်ပတ်လက်ဟိုဘက်မှာလက်စီလက်နေလို့ပဲအမလက်စီပါတစ်ချက်လက်လိုက်ကြည့်တယ်ဘိုးကလည်းအောက်နေလို့သွားတဲ့ချိန်ရတယ်လို့ဆိုရေကနေနေတော့ဒီမှာဟန်တာခုတက်ဆောင်တာအောက်ထိရေတဲ့ထိဆင်းလာပြီးတော့ကားဒီစီးတယ်ရေကမလို့ဒီမှာတော့ဒီတလုံးပါတယ်ဒီနေ့စီးလာပါတယ်ဒီမှာကားဘင်းတစ်ဝက်တော့မရက်ပါဒီတိတ်ရှိတယ်ဒါပါနော်သူကခါဒါရေနည်းနည်းနေပြီးတော့ရေများတဲ့ချိန်ဆိုတော့နည်းနည်းကူးလို့ပါကွာအပေါ်မှာလည်းမဟုတ်တော့ဘူးရမှာအောင်